ယနေ့သာသနာတော်နှစ်2580ခုနှစ်ကောသာတက္ကရာ1388ခုနေုံလပြည့်ကျော်9ရက်နေ့ခရစ်တက္ကရာ2026ခု6လပိုင်း4ရက်နေ့ကြာသပတေးနေ့မှာမြန်မာနိုင်ငံပြည်တွင်းပြည်ပမှာရှိကြကုန်သောသာသနာဝန်ထမ်းရှင်ရန်ပေါင်းပစ္စည်းလေးပါးလူတန်းကြကုန်သောတက္ကရာမအပေါင်းမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းကမ္ဘာသူကမ္ဘာသားအပေါင်းယနေ့မှမူပွားကြကုန်သောမူနေရှင်ပေါင်း365မေတ္တာပါအစီအစဉ်ကိုကြည့်ရှုနေသောပုဂ္ဂိုလ်ပေါင်းကျွန်ုပ်တို့နဲ့တန်တရားဆက်ဆက်မှယခုပါတိတော်ဆက်ဘူးသောဆွေမျိုးမိတ်ဆွေဘုရားညကုမန္တမအပေါင်းလက်ပြ6တဲ့ဗြဟ္မပြည့်20လူပုံပဲလေးပုံ31ပုံနာကျင်နေကြကုန်သောကျွန်ုပ်နဲ့ကျွန်ုပ်မေတ္တာဘုဒ္ဓအသောပုဂ္ဂိုလ်ပေါင်းတို့သည်တန်တရားဆက်ဆက်မှယခုပါတိပြုသမျှဒါနသီလဘာဝနာကုသိုလ်ကောင်းမှုပေါင်းနှင့်ကျွန်ုပ်တို့ရဲ့မေတ္တာဆွမ်းအားတတိကြောင့်ကျွန်ုပ်တို့အားလုံးသည်တရာသီလသုဒ္ဓဆာခပညာဟိရိဥဒ္ဓပါတိဟုသောသူတော်ကောင်းဥစ္စာယတနာတို့နှင့်ပြည့်စုံကြပြီလင်အသက်ရှိခြင်းဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားဗလာကြီးခြင်းဉာဏ်ပညာကြီးခြင်းတည်းဟုသောအကျိုးတရားများကိုရရှိခံစားရ၍အပယ်၄ပါးကသုံးပါးရပ်ပြစ်7ပါးဉာဏ်ပညာ5ပါးဝိပတ္တိတရား4ပါးဘေဒနာတရား5ပါးနာမျိုး96ပါးဒံ10ပါးဘေး25ပါးမိစ္ဆာဒိဋ္ဌိ62ပါးကိလေသာ10ပါးတို့မှခါခသိင်ကင်းလုံးငြိမ်းသည်ဖြစ်၍မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုရကျွန်ုပ်နဲ့ကျွန်ုပ်မြတ်တာဘုရားသောပုဂ္ဂိုလ်ပေါင်းတို့သည်ဒေါဘဒေါသမောဟစသောကိလေသာတရားများကင်းဝေး၍ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရားရှင်၏အရဟံဒုက္ခဂုဏ်တော်တို့၏စွမ်းတတ္တိနှင့်အရဟံဒုက္ခဂုဏ်တော်တို့ကိုပွားများခြင်းကြောင့်ကျွန်ုပ်တို့အားလုံးသည်ဒေါဘဒေါသမောဟတရားများကင်းဝေး၍ကောင်းသောစကားများသာပြောကြရပြီးကောင်းသောတရားများသာကြားရပါသည်ယနေ့ကမ္ဘာလောကကြီးမှာကြီးစိုးလျက်ရှိသောကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်စသည့်အကုသိုလ်ညစ်ဆိုးဒုစရိုက်တရားမျိုးကိုမဂ္ဂင်7ပါးမြတ်တရားဖြင့်ပယ်ဖြောင်းနိုင်ပါသည်ကျွန်ုပ်တို့အားလုံးသည်နေ့စဉ်နဲ့များကုသိုလ်ကောင်းမှုများကိုပြုလုပ်ပြီးလူနဲ့ပြမတတ္တဝါများအားမေတ္တာဖို့များပေးဝေခြင်းကြောင့်ကျွန်ုပ်တို့ကုသိုလ်ဆောင်အားတတ္တိနှင့်လူနဲ့ပြကျွန်ုပ်တို့မေတ္တာဘုဒ္ဓအသောလူနဲ့ပြမတတ္တဝါပေပုံသားအပေါင်းအနန္တစကြာဝဠာအနန္တတတ္တဝါပေါင်းတို့သည်ကျွန်ုပ်တို့အားလည်းကျမ်းမာချမ်းသာအောင်နာယောဂကင်းခြင်းအောင်ဘေးရန်တွေကင်းခြင်းအောင်စိပါလလပါဖြစ်တော်အောင်သာသနာ့အကျိုးတတ္တဝါအကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်အောင်မိခင်တည်ရ၌ဖြစ်သောတူတီသောသားကိုအတ္တတမြဆင်ဆောက်ရှောက်တကဲ့သို့နေ့ရောညပါခါခသိမမေ့မလျော့ကုညီဆောက်ရှောက်တော်မူနိုင်ကြပါစေကျွန်ုပ်တို့တို့ကုသိုလ်ကောင်းမှုများပြုလုပ်တိုင်းမှာလည်းတင်လို့သိနိုင်မြင်နိုင်ကြားနိုင်ပြီဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ကြ၍တစ်စိမ့်နဲ့တစ်စိမ့်မြင့်သောဘုံဘဝများကိုပိုင်ဆိုင်နိုင်ကြပြီလင်မိမိတို့နေရဌာနသို့စိတ်ချမ်းသာစွာပြန်